င်္ဂလာပါရှင်ဒီတစ်ချက်လေးကိုပြပေးမှာဖြစ်ပါတယ်တီဗီတက်ပြီးသူများကြော်သားနိုင်ပါတယ်ရှင်အချစ်တွေကိုတင်ပေးခြင်းစောနဲ့စမ်းရိုက်ထားဗီဒီယိုလေးတွေကတစ်ခုပေါ့နော်အားနဲ့ချက်လေးပိုင်းလေချစ်တဲ့မျက်စိနဲ့ကြည့်ပေးကြပါဦးရှင်ဒီတစ်ချက်အစားကခါးကိုအရင်ဝိုက်မယ်ခါးဝိုက်တာဒီတိုင်းချက်ညာဘက်မှာဆိုတော့ခါးဘက်ကိုအားပေးတယ်ဒီဘက်အဲ့လိုဆိုတော့ချက်ကိုအားပေးတယ်နော်ဝိုက်တဲ့ဘက်ကိုဝိုက်တဲ့ဘက်ကချက်ကိုအားပေးလိုက်မယ်ချက်ထောက်ပြီးတော့ခါးကိုဝိုက်မယ်when he and now ready အရှိအဲ့ဒါကိုလက်ကဒီတိုင်းပဲလက်ကဒီတိုင်းပဲထားမယ်အဲ့ဒါပေါင်းကြည့်မယ်နော်5 6 7ကို1 2 3 4 5 6 7ဒီရင်ချက်တာဒီတိုင်းနေရတယ်ဒီမှာလည်းဒီတိုင်းအဲ့လိုပဲနေမယ်နောက်တစ်ချက်ထပ်နေမယ်3ကလက်ကကြတော့ဒီဘက်နေလို့ရှိရင်ဒါရမယ်တော့နော်ဘယ်နဲ့နေလို့ရှိရင်ညာဘက်ကညာဘက်ကိုဆွဲမယ်ဒီဘက်ကအရှိကိုဖတ်ပါမယ်ဒီဘက်ကိုဆွဲရင်ညာဘက်ကိုဆွဲရင်ဘယ်ဘက်ကဒီဘက်ကိုထည့်လို့ဆွဲမယ်နောက်တစ်ချက်ကနောက်တစ်ချက်ပုံခေါင်းရတာကြတော့အရှိဘက်ကိုဖွင့်လာတယ်အရှိဘက်ကိုပိတ်ထားပြီးတော့ဒီဘက်ဖွင့်လာရင်ထည့်လိုက်ပြီးရင်နောက်တစ်ခါထိုင်နေထိုင်နာကိုအရှိကိုခါကိုအရှိကိုတွားမယ်အရှိကိုတွားမယ်ကဒီလိုမျိုးလိုက်ရအောင်မယ်1 2 3 4လို့ရှိရမယ်5 6 7 8ကိုပြရတာအဲ့ဒါကိုဒီခါကတော့အရှိကိုပဲလုပ်ပြရမယ်5 6 7ကို1 2 3 4 5 6 7 8ညာဘက်ချောက်သွားရင်ဒီဘက်ချောက်လိုက်မယ်ဒီဘက်ချောက်သွားရင်ညာဘက်ချောက်နည်းနည်းလေးလိုက်ညာဘောဒီဆောင်မယ်လက်ကညာဘက်ချောက်ကသွားလို့ရှိရင်ဒီဘက်လက်ကထဲမယ်5 6 7ကို1 2 3 4ခါလေးကိုနည်းနည်းလေးပဲဝိုင်းနေနားလို့နားချောက်လိုက်အောင်ဒီလိုညာဘက်ဝိုင်းတယ်လက်သားကတော့နောက်ကနေ1 2 3 4ခါလေးလေးပဲဝိုင်းနေပါနော်ဒီနေ့နောက်ဆုံးတော့ကြတော့လက်ပိုက်နဲ့1 2 3 4မှာလက်ပိုက်နဲ့နောက်5 6 7 8မှာလက်ရင်းထိုးမယ်။ဒါကဒီဘက်ကနေပြီးတော့နာပြီးတော့အပေါ်သွားပြီးတော့မှအရှိထိုးမယ်။အဲ့ဒါကိုခါမပြောင်းနဲ့ဆိုတော့ခါမပြောင်းအောင်ခါကိုထိုင်ပြီးတော့မယ်။ညာဟဲညာဟဲညာဟဲအဲ့လည်းဒီလိုဒီမဲ့5 6 7ကို1 2 3 4 5 6 7 8 5 6 7 1 2 3 4 5 6 7 8 and 2 now 1 2 3 4 5 6 7 8 and 1 2 3 4 5 6 7